ရန်ကိုကောင်းတဲ့တီဆိုရှင်ပြိုင်မှုပါပဲချမ်းချမ်းရေဆူတောင်းပေးလိုက်ပါဦးပထမဆူရပါစေလို့ Thank you မပေးစလို့ကျွန်တော်တီဆိုရှင်ပြိုင်မှုကဆော့ပြောသွားတယ်လို့ပဲဒီလိုတပုတ်သေးနဲ့မပြီးသွားပါဘူးဟုတ်ပါတယ်အဲ့ဒီတော့အခုအောင်ထက်ကစုံတွဲတီဆိုဖို့အလှည့်ကြတာတော့အဆိုတော်စုံသင်းပါနဲ့ဖြစ်ပါတယ်ခင်ဗျာရှင်တွေရဲ့အောင်မြင်မှုအတွက်တစ်ဖက်တစ်လမ်းလာရောက်ကူညီပေးတဲ့စုံသင်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီလေးလေးဒီနေ့မှာမြန်မာစူပါစတာဆူကြီးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာဟုတ်ကဲ့ဟာအောင်ချက်ရဲ့ break တွေမနှဲပါလားနောက်တစ်ယောက်ကျွန်တော်ထပ်ပြီးဖိတ်ပါမယ်ခင်ဗျာဒီတစ်ခါပြိုင်ပွဲဝင်မှာတော့မိန်းကလေးဖြစ်သွားပါပြီဒီညီမလေးရဲ့နာမည်က
KK မိုးလို့ခေါ်ပါလေခင်ဗျာ လက်ထောက်ပြရပေးပါဦးရှင်အားလုံးပဲမင်္ဂလာပါKK မိုးလဲအကောင်းဆုံးဒီဆိုရှင်ပြိုင်သွားပါတယ်သူရဲ့တကူတော်ရှင်ပြိုင်မှုပြီးတော့ခုဆက်လက်ပြီးတော့ညီမလေးနဲ့စုံတွဲဒီဆိုဖြောပြဖို့အတွက်မန်လိုဒီဘောကနေပြီးတော့အနုပညာစင်မြင့်ပေါ်ကိုရောက်ရှိလာတဲ့ကောင်းကောင်းကိုဖိတ်ခေါ်ပါတယ်ရှင်ကောင်းကောင်းစင်ပေါ်ကြွပြီပါခွင့်ရှိတဲ့သူလို့ဒုက္ခ
ဆိုရင်မင်းနဲ့နေပဲကြောကြောင်ပြုံးလေးတွေတော့ချင်းနေကြောပြဲလေးရမမောင်လေးရတွေကျိုးနေအောင်ရဲ့ကြယူဆနေတဲ့ဝမ်းချနာခြင်းများဒူဝေးအောင်ဖြောင်းပြလိုက်တဲ့မာဒီကတရား Oh, phone they send on me, yeah. Leave your bottle, me, yeah. You got me so, yeah, it's in your name, no. In my nature, could I'm she been there. The last of your name, and to suit down me. Me on the dia, shall they move it? Welcome ပါကျွန်တော်ဆက်လက်ပြီးတော့အခုနောက်ထပ်ပြိုင်ပွဲဝင်တူကိုဖိတ်ပါမယ်ဟုတ်ပါတယ်ကဲအခုလေးအဲ့ဒီတယောက်ကအခုတို့ဟိုးစပြီးတော့အတန်စစ်ခရဲကနေ semi final အထိပြီးတော့ preview show တွေအထိထောက်လျှောက်သူကဒီရှေ့မှာထိုင်နေတဲ့ကိုမျိုးကြီးတချင်းနေနေပဲပြိုင်လာတာ ready ပါကဲပြတ်သားကြရမယ့်ဖြစ်တွေဒါအိမ်မလားဝေလွင်ခြင်းရဲ့များတွေအရင်ကိုခွင်တာအလားပါခဲ့တဲ့တေးဟာချေခွဲခြင်းရဲ့ကောင်းကမှလွတ်ထွက်ခွဲအပေးကျွေးခြေတကူတစ်ခုလားတာစီမဲ့ရှုံးတွေအရင်မှတန်ရစုပြေထွေးယုံလုံးမလွတ်နိုင်တွေမင်းတွေယေစုအာစ
တဲ့အိမ်မဆုံးများငါလေဝေးဆုံးပြေးရမလားငါတန်တာရင်နဲ့ဝေးဖက်ဒါချီရဲ့အတားများရဲ့ငါလေမင်းရောက်တဲ့ကွက်သက်ရှင်အစိုးရချစ်နေအချီရဲ့အတားငါတွေ့ပြစ်ခုဖန်စီကိုငိမ့်လို့မရတဲ့မိကိုဘယ်လိုတားစီလို့မနိုင်လောက်ကျွမ်းသွားလိုက်စမ်းတို့တွေ့ပြစ်ခုဖန်စီဒီလာရဲ့မိုးတဲ့ငါခံနိုင်မလားအေးစသွားမယ့်ဘဝတွေဒူဒူခံစားမလား